အားလုံးပဲမင်္ဂလာပါရှင်ကန်ဆာဆိုတမ်းမြန်မာဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုပြောမယ့်အကြောင်းအရာလေးကတော့စာအိမ်ကန်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်စာအိမ်ကန်ဆာရဲ့ပြန့်နှံ့နိုင်မှုပေါ့နော်ပြန့်နှံ့မှုကြောင့်ရှင်းဥစွာပြောရမယ်ဆိုရင်စာအိမ်ကန်ဆာအလုံးအကျိတ်ရဲ့ဘေးနာဘက်ခြားလည်းမှာရှိရဲ့ပြန်ရင်ကျိတ်တွေကိုရှင်းဥစွာသူတို့ကပြန့်နှံ့နိုင်တယ်အဲဒါကြောင့်မို့ဆရာမတို့ကစာအိမ်ကန်ဆာကိုခွဲစိတ်ကုသမှုပြုလုပ်မယ်ဆိုရင်ကန်ဆာအလုံးအကျိတ်တင်စီအောင်ထုတ်နိုင်တာတွေမကဘူးသူရဲ့စီးစင်းရာပြန်ရင်ကျိတ်လမ်းကြောင်းတွေပါစီအောင်ထုတ်နိုင်တယ်ဆိုတော့မှစာအိမ်ကန်ဆာရဲ့ခွဲစိတ်ကုသမှုကအောင်မြင်မှုလားလာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးသတ်မှတ်လို့ရပါတယ်သူကပြန်ရင်ကျိတ်တွေမှာအဓိကအများဆုံးပြန့်နဲ့အမြန်ဆုံးပြန့်နေထိုမှတဆင့်သွားဘဲတွေကိုဆက်ပြီးတော့ပြန့်နှံ့နိုင်လဲဆိုရင်တော့သွေးတွေကိုပြန့်နှံ့နိုင်တယ်သွေးတွေကနေတဆင့်ဝမ်းနည်းကလေးစားတွေဖြစ်တဲ့အသေးတို့အဆုပ်တို့ကိုလည်းကန်ဆာဆဲတွေကပြန့်နှံ့နိုင်ပါတယ်စာအိမ်ကန်ဆာကိုဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေနဲ့အတိအကျသိနိုင်မလဲဆိုရင်တော့ဆရာမတို့စာအိမ်နဲ့ကိုစာအိမ်မှန်ပြောင်းထည့်မယ်မှန်ပြောင်းကြည့်မယ်အသားစားယူမယ်ကန်ဆာဟုတ်မဟုတ်စစ်ဆေးမယ်ဒီနည်းလမ်းကတော့စာအိမ်ကန်ဆာကိုအတိအကျသိနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်စာအိမ်ကန်ဆာရဲ့ကုသမှုတွေပေါ့နော်ကုသမှုတွေမှာဆရာမခုနရှင်းပြခဲ့သလိုပဲခွဲစိတ်ကုသမှုကတော့အရေးကြီးဆုံးကုသမှုလို့သတ်မှတ်လို့ရတယ်သူကခွဲမဲ့ဆိုဆရာမတို့ကကန်ဆာအလုံးအကျိတ်တယ်မကဘူးပြန်ရင်ကျိတ်တယ်ပေါ့နော်အဲ့ဒီနှစ်မျိုးစလုံးဆရာမတို့ကဆင်အောင်ခွဲထုတ်နိုင်မယ်ဆိုရင်တော့အစာအိမ်ကန်ဆာရဲ့ခွဲစိတ်ကုသမှုကအောင်မြင်တဲ့ရာဂိုင်တို့လားလာများတယ်အောင်မြင်တယ်လို့လည်းသတ်မှတ်လို့လည်းရပါတယ်အစာအိမ်ကန်ဆာမှာခွဲစိတ်ကုသမှုပြင်တခြားသောကုသမှုနည်းတွေဖြစ်တဲ့ကန်ဆာဆေးသွင်းခြင်းကန်ဆာဓာတ်ရောင်ခြည်ပေးခြင်းလည်းကုသမှုခံယူလို့ရပါတယ်ဆရာမတို့ကအစာအိမ်ကန်ဆာကိုခွဲထုတ်မယ်ဆိုရင်အစာအိမ်ကန်ဆာအလုံးနဲ့ပြင်ရင်ကျိတ်တွေပါဆင်အောင်ခွဲထုတ်နိုင်တော့မှဒါကအစာအိမ်ကန်ဆာခွဲစိတ်မှုကအောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့တချို့လူနာလေးတွေကကြတော့မေ့စေးအနေရဲ့ကြောင့်ဥပမာကိုယ်မှာကြတော့ယောဂကြီးမမအခန်းရှိရဲ့နှလုံးယောဂအခန်းရှိရဲ့သွေးတိုးစီးချို control မကောင်းမှုအသေးတို့ကြောက်ကတ်တို့ကအားနည်းနေတယ်ပေါ့နော်အဲ့လိုမျိုးယောဂအခန်းရှိရဲ့လူနာလေးတွေကြတော့ခွဲစိတ်မှုအကြီးစားကြီးတွေခံယူဖို့မတင်တော့ဘူးပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ကန်ဆာက stage ကမြင့်နေတဲ့ stage 3-4 ဖြစ်နေမယ်ဘေးတွင်းကလေးစားတွေသွေးကြောတွေကိုကတ်နေမယ်ပြင်ရင်ကျိတ်တွေကတစ်ခုနဲ့တစ်ခုကတ်နေမယ်ခွာရခတ်နေမယ်ပေါ့နော်ခွဲစိတ်ကုသရေးသွေးထွက်လွန်နိုင်တဲ့အန္တရာယ်ရှိတယ်အဲ့လိုမျိုးအန္တရာယ်ရှိတဲ့လူနာလေးတွေမှာကြတော့ဆရာမတို့ကခွဲစိတ်ကုသမှုအစားကန်ဆာဆေးသွင်းခြင်းကန်ဆာဓာတ်ရောင်ခြည်ပေးခြင်းကိုလည်းအစားထိုးကုသနိုင်ပါတယ်ကန်ဆာဆေးသွင်းမဲ့ဆိုရင်ဆရာမတို့ကမခွဲစိတ်ခင်လည်းဆေးသွင်းလို့ရတယ်ခွဲစိတ်ပြီးလည်းဆေးသွင်းလို့ရပါတယ်ဒါကတော့ကိုယ့်ရဲ့ယောဂအခန်းကန်ဆာဆင်ပေါ်မှုတည်တဲ့ဒါစားဖြေပေါ်မှုတည်ပြီးတော့ကန်ဆာဆရာဝန်ကတတ်မှတ်ဆုံးဖြတ်ချက်ချတာပဲဖြစ်ပါတယ်နောက်ကန်ဆာဆေးသွင်းခြင်းပြင်ကန်ဆာဓာတ်ရောင်ခြည်ပေးခြင်းကတော့ဆရာမတို့မြန်မာနိုင်ငံမှာတော့ပုံမှန်စာအိမ်ကန်ဆာကိုခွဲစိတ်လိုက်တယ်ခွဲစိတ်ပြီးတဲ့အခါကျရင်ဓာတ်ရောင်ခြည်ပေးတယ်အဲ့ဒီကုသမှုလုပ်တယ်ပေါ့နော်ဒါကတော့ခွဲစိတ်ရင်းထဲမှာကြန့်ရှိခဲ့တဲ့အကျွင်းအကြံကန်ဆာဆဲတွေကိုဓာတ်ရောင်ခြည်နေရာဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီသဘောမျိုးပေါ့ဒါပေမဲ့အနောက်နိုင်ငံလေးတွေမှာကျတော့သူတို့တွေကဘာလုပ်လဲဆိုတော့ကန်ဆာအလုံးကျိတ်ကိုမခွဲခင်ဓာတ်ရောင်ခြည်ပေးတယ်ပေါ့နော်သူတို့ရဲ့ယူဆချက်ကတော့ကန်ဆာအလုံးကျိတ်မခွဲခင်ပေးလိုက်တဲ့အခါကျအလုံးကျိတ်လေးကတိတန့်လေးချင်းနေတယ်ခွဲရစိတ်ရပို့ပြီးတော့လွယ်ကူတယ်အလုံးစုံအရှင်းထုတ်နိုင်တယ်ပေါ့နော်အဲ့ယူဆချက်နဲ့သူတို့ကတော့မခွဲစိတ်ခင်မှာကန်ဆာဓာတ်ရောင်ခြည်ပေးတယ်ပေါ့နော်ဘယ်နည်းလက်မဲ့သုံးပေါ့နော်ဒါကတော့ကိုယ့်ရဲ့ပြနေတဲ့ကန်ဆာဆရာဝန်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်သလိုကိုယ့်ရဲ့ယောဂအဆင့်ကိုယ့်ရဲ့အသားစားဖြေကိုယ့်ရဲ့ယောဂအခန်းပေါ့နော်အဲ့ဒါပေါ်မူတည်ပြီးတဲ့အခါကျတော့တယောက်နဲ့တယောက်သွားတဲ့ approach တွေတော့မတူဘူးလို့တော့ပြောလို့ရပါတယ်ဘာပဲဖြစ်ပေါ့နော်ဒီခွဲစိတ်ကုသမယ်ဓာတ်ကင်မယ်ကန်ဆာဆေးသွင်းမယ်အဲ့ဒီသုံးမျိုးစလုံးကတော့အစာအိမ်ကန်ဆာမှာသိလို့ရတဲ့ကုသနည်းလို့လည်းပြောလို့ရပါတယ်ဒါကတော့စာအိမ်ကန်ဆာမှာပြန်နှံတတ်တဲ့သဘောတော်ဝါလေးတွေနဲ့ကုသမှုနည်းလေးတွေကြောင့်အကျဉ်းမြင့်ရှင်းပြထားတာဖြစ်ပါတယ်။ဆုံးတင်နာထောင်ပေးရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်။အားလုံးပဲကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေရှင်။